အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဆရာသူးဆောင်ရဲ့လက်ညှိုးထိုးရေးပန်းဝေးဒီအပိုင်း9ကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာလက်ညှိုးထိုးရေးပန်းဝေးဒီအပိုင်း9တောင်တမန်အင်းနဲ့အင်းရီမှာပျော်ရွှင်ကြည်ရေဖူးဖွေးမှုလေကလေးတွေလှော်လို့ငါးတွေဖမ်းကြနီကျုံးပြုံမဲ့ရွှေကြာတင့်တယ်အခုချိန်ဝဲရေစလာဝင်းထဲကိုရင်တာလာဤတချင်းဆိုတန်ကရုံမအပြန်လမ်းပေးမှာဝိစာကနေပါသည်တာလာနှင့်တပ်ပူးတို့ဆရာတွင်နှစ်ယောက်ရုံမတွင်ဝါသက်ခုတ်ကြရမှပြန်လာခြင်းဖြစ်ပါသည်သူတို့အကြိုက်ဝါကြီးဝါဖြောင်ရခဲ့သည်မို့နှစ်ယောက်လုံးပူမြူးနေကြသည်နောက်ထပ်ပြောခြင်းစရာတစ်ခုကသူတို့တွေတိုးတွင်းမှဝန်တကောင်ရလာသည်ဝန်ကောင်တွေကိုရင်းနှောက်ပြီးမှရှိပြီးဆရာတွင်နှစ်ဦးဦးမြူးကနေပါ၏သူတော်များဆိုရင်ဖြင့်တပတ်ဆက်ရက်တော့သူတို့နှစ်ယောက်အတွက်ကောင်းကောင်းစားတောင်းနိုင်ပြီဝါရောင်လို့ရတော့ဝေစလေးနှင့်ဝန်ကောင်မိခင်ကြက်တိုက်သားနှင့်တေရည်လေးတများများနှင့်စီးစိမ်တော့ရှိပေအောင်တော်မူအချိန်က90ကျဲပြောင်အမြီးထောင်နေပြီရုံးမတွင်စကန်းချရစီမှထွက်လာတော့ညနေမှောင်ရင်ပြိုးစားပင်ရှိသေး၏ညခီးပင်မို့ခိုင်းနာများလဲနေပတ်လာမပြင်ပန်းသူတို့ဒီလဲတချင်းလေးတအေးအေးနဲ့ပျော်ရွှင်ကနေသည်ရဲစည်းတင်သည့်တဘောအာဆုယုံလောက်ထားသည်မို့နေထိုင်ကောင်းကနှုတ်သက်ရှာပြဖြစ်နေသည်နန်းတော်မြို့ကြီးနဲ့ရင်းသားပြီးချင်းစုံတောင်ပြင်တကားဝကိုကျွန်တော်ပြေးကငင်းမိသည်ညာထားနေတခါလာပြီးကျွန်တော်တို့တော့မေးမရပါလိမ့်ပြီတချင်းဆုံးတော့ကိုရင်တာလာမှာလဲမောင်းနေရမှတပည့်ဖြစ်သူပတ်လှည့်ပြီးတပ်ပုရေငါကတော့မသေးခင်မန္တလေးမြို့ကြီးကိုရောက်ဘူးချင်စမ်းပါပြီဘာသာလုံးလို့လဲကိုရင်တာလာရဖះသွားဖူးမလို့လားတာလာမှာတပည့်ဖြစ်သူတပ်ပုကြီးကုတ်ပူအားအုံခနဲ့ပိတ်အုပ်ပြီးဖះမကြတဲ့အလုပ်လုပ်ပြီးဖះသားဘူးဖြစ်နိုင်ပါမလားကွာမင်းကလည်းတော်တော်ညံ့တဲ့ကောင်ပဲအဲ့ဒါကြောင့်မလို့ငါတပည့်ဖြစ်နေတာဒါဆိုဘာသာလုံးမှာလဲအညာဘက်မှာထမ်းရည်တော်တော်ကောင်းတယ်လို့ကြားဘူးတယ်ကွာသူတို့စီကထမ်းရည်ကိုစီပိုင်းတစ်လုံးလောက်သွားမိကြည့်ရှင်လို့ပါကွာအာဟာတာလာမှာသူ့စကားသူတဘောကြားသူလိုရဲ့ဤတပ်ဘူးကဒါဆိုလဲဆရာသွားရင်ကျွန်တော်ကိုခေါ်စမ်းပါဗျာကျွန်တော်လဲအညာထမ်းရည်ကောင်းမကောင်းလိုက်မိကြည့်မယ်အေးကွာခေါ်မယ်အခုတော့မိလက်ထက်ကပလင်းလေးငါ့ဘက်တန်းအောင်တပည့်လို့သူကဤကနေရဲ့ရင်ဆရာစီပလင်းကမ်းမေးသည်လက်တွင်ရောက်လာတော့ရက်ပလင်းကိုလာရောက်မှတစ်ချက်ထောင်ကြည့်ရင်လက်ခွညွှပဲရက်ကဖင်ကက်ပဲကျန်တော့တယ်ဆရာမသိအောင်ခွက်ပုံခုတ်ထားဒီမို့တပ်ပုမှာမချုံမချင်ရရင်ရွာရောက်တော့မှာပဲဆရာရဲ့ရွာရောက်မှအဝါတောက်တော့ကျွန်တော်တောက်ဖို့ပြပါမယ်တာလာမှာပလင်းကိုထောင်ကမောချ၏လက်ကြံကိုဖြတ်ကအခွန်ကိုဘေးပစ်ထုတ်လိုက်သည်အရှိကြီးမှသူတို့ရွာတန်းရှိလေးကိုလွှမ်းမြင်နေရပြီမဟုတ်ပါလားဆိုစင်မှာပဲတပ်ပုမိခိုးနှမ်းရတယ်လို့ပဲတပ်ပုမှာနှာခေါင်းကိုတစ်ချက်ပွင့်ရင်နှမ်းခံကြည့်သည်ဟုတ်တယ်ဆရာမိခိုးနှမ်းရတယ်သုံးပြီးလောက်နေတာလားမသိဘူးတာလာကနဘေးဝန်းကျင်ကိုခါဆန်းကဝေ့ကြည့်သည်ဟိုရှေ့မှာမိခိုးတယ်မလားနွားရိုက်ကျင်နဲ့ညုံပြရစီတို့လှမ်းပြင်းပြီးတော့ဟုတ်တယ်ဆရာမိခိုးတယ်ပါမိခိုးတွေကိုခဲနေတာပဲဒီလိုဆိုသုံးပြီးတော့ကြီးရတဲ့တူတယ်အောက်ခြေမှာမီးအောင်တွေလည်းမြင်ရတယ်ကောင်းငင်တို့တလူလူထိုးတက်နေတော့မိခိုးများကိုကြည့်ပြီးတာလာငြိမ်ကျသွားသည်အကွာဝေးကိုတွက်ချက်တော့သူတို့လဲလန်းချောင်းလေးတဲတဲလောက်မှဖြစ်နေသည်ထို့ကြောင့်ကျိန်နံကိုတို့ရင်ခရီးကိုတွတ်တွတ်နေလိုက်လဲလန်းချောင်းတဲတဲမှာသုံးမီလောင်နေတာလားမသိဘူးဒီလိုဆိုခက်ချီပြီးတွတ်တက်မောင်းသွားရာတအောက်ကြတော့အောက်ခြေပိုင်းစီမှာမီးအောင်များကိုပါတွေ့လာရသည်မိခိုးနဲ့nuလဲခုနကထက်ပို၍မှုန်လာသည်မိဝန်းကျင်ကိုပင်ပြမုံများလွတ်လာနေသလိုတော်တော်အချိန်ကြီးသောလောင်မြဲမှုတစ်ခုဖြစ်တော့ပါသည်ခုနတောက်ထားတာတွေပင်ဘယ်ရောက်သွားသည်မသိပါလန်တက်မှာဖြစ်နေလျင်အပြန်ခတ်တော့မည်50ကျိုးကိုလွတ်ပြီးတက်တက်မောင်းလာလိုက်တော့တောင်ကုန်းတစ်ခုသာချားတော့၏တိကန်6ကျိုးတန်လောင်မြဲတန်တစ်ဖက်ဖက်ကိုပင်ကြားနေရပြီတောင်ကျောခံနေသည်မို့အေးချတော့မမြင်ရသေးပေဒါပေမဲ့ပြမုံတွေကတော့ပတ်ဝန်းကျင်မှာတလူလူလွင့်နေပြီထိုစဉ်မှာပဲအာယုံတို့ဝင်လာတော့အရာတခုဟင်း50ကျိုးကို
တိကနဆွဲချတော့တပ်ဘူးကအလန့်တကြားမောကြည့်သည်ရင်ခုန်တန်မြတ်သွားခဲ့ပြီရှင်ကနေတီးသွားသောကြက်တီတို့နှင့်အတူသူ့လုံးမှထွက်သွားသည်ကရှိက6တွေ့တောင်ကုန်းနေရမလားရာတပ်ဘူးမှာမျက်လုံးပြူးဖြင့်ရှေ့ကိုလှမ်းကြည့်ပြီးနှစ်ယောက်သာကြက်တီတည်သွားသည်ဟုတ်ပါသည်နေ့စဉ်ရက်ဆက်သွားနေကြလမ်းပေမို့တစ်ချက်လောက်ပုံဝန်းကျင်ကိုလေ့လာရုံနှင့်တည်သည်တေးကြသည်ရှေ့တကုန်းကျော်က6တွေ့တောင်ကုန်းနေရပါတအုပ်ကိုတအုပ်ကြည့်ပြီးဘာလို့ရမှန်းမသိတော့ထိုစဉ်မှာငါးနှကောင်ကသကြုံတရား6လမ်းခံရသလိုရှေ့ကိုပြေးထွက်သွားသည်ဟိကောင်တွေရက်စက်ကြိုးဆွဲစောက်သက်ပါတော့လဲမရတော့ငါးနှကောင်မှာရှေ့တောင်ကိုစီတို့ဥတီပြေးသွားလိမ့်ပြီဟာလှုပ်ကြပါဦးဟိကောင်တွေကြောင်းလန့်ကြောင်းအော်ဟစ်ပါတော့လဲထိမရတော့ပါငါးနှကောင်ကကစုံပေါက်ပြေးဆင်းသွားရာစက်ကြိုးဆွဲဖို့နေတဲ့သားပြစ်မှုကြသွားရင်ပင်မနှဲထိလိုက်ရပါ၏မမြင်အပ်တော့တစုံတရာဤသုံးပုံမှုဖြင့်တောင်ကုန်းတစ်ခုကိုကစုံပေါက်လွန်မြောက်သွားခြင်းမှာပဲလှုပ်ကြပါဦးထမင်းတပင်နီးလောက်ရှိတော့မိတော့မီးရှံကြီးမှာရှင်းထားနေသောအပူလုံးကြီးများကပါဇက်ကိုဖျဲပြီးသူတို့ကိုတွဲတွင်းသွားတော့မလို့တရှဲအုပ်မြင်ရင်မီးလောင်လိုက်တင်းပြေတော့မလို့ငါးနှကောင်ကကစုံပေါက်နေစေအခါမှမမြင်ဘူးသောမီးလောင်လူမြင်ကြီးကိုကြည့်ပြီးအသက်မေ့နေစေလဲရန်ကိုကန်ရင်သတိလစ်နေစေသူတို့မြင်နေရသည်ကမီးတော်တွေထဲမှာမီးလောင်လူမြင်ထဲမှာလူတွေကဲပါယူပါတဆဆအော်လို့မီးရှံရဲ့ဝါမြုံမှုကြားမှာမချိမဆန့်နာကျင်တို့တွန်းလိန်ကောက်ကွေးလို့သွေးယူသွေးတန်းပြေးလွှားလို့နီးလာပြီမီးတော်တွေသူတို့နဲ့တဖြည်းဖြည်းနီးလာပါပြီအပူလိုင်းတွေမွငွေရိုက်၏ထမ်းတစ်ထမ်းလောက်မီးညွန်းတွေတရှဲအော်မီဟိုမှာသူတို့ကိုလက်ရက်ခေါ်နေပြီရောက်တော့မယ်အတန်ကုန်ချစ်အောင်လိုက်တာနဲ့အတူတာလလဲပေါ်မှာလွင့်ကျသွားတယ်တပ်ပုမှလည်းငဲတံပါအောင်ဟဲ့အော်ရင်ဝါတရိုက်กว่าလောက်ကိုပြုတ်ကျသွား၏ထို့နောက်မှာတော့နှစ်ဦးသားကိုယုံထကခြေဦးတက်ရပြေးပါတော့တယ်နောက်မှမီးလုံးတွေတရှဲအော်မြည်ရင်တိုက်လာတယ်လို့အလွတ်မပေးဝါမျိုးလောင်ကျွမ်းပြတော့မလို့အမလီကေကြပါအောင်ကျွန်တော်တို့ကိုကေကြပါအောင်ဗျာနောက်မှမီးတွေပါလာပြီနောက်မှမီးတွေလိုက်လာနေပြီအမလီမီးတွေနောက်မှမီးတွေအသက်လူပြေးလာသောအော်ဒန်နှစ်ခုကတွေးပင်တရွာလုံးကိုထိတ်တလန့်လူထသွားစီပါသည်ဒူးအဆက်မပြတ်မောင်းထုတန်ကမနက်ခင်းတစ်ခုကိုလှုပ်ခတ်သွားစေသည်မောင်းထုတန်ကြားပြီးနောက်မှာရွာသူရွာသားများအားလုံးလှုပ်လက်ဆအလုပ်များပြောလက်ဆစကားများကိုပြစ်ချပြီးတနေရာစီအလျင်မြန်ဥတီသွားကြရပါ၏တကြီးအိမ်မှာမောင်းထုနေခြင်းဖြစ်သည်မောင်းထုတန်ကြားကတကြီးအိမ်တို့စုဝေးသွားရခြင်းမှာရွာ၏ထုံးစံရွာတွင်ထူးခြားသောအကြောင်းတစ်ခုကြီးကံချက်တစ်ခုထုတ်ပြန်ထားသည်ဆိုပါကဤကဲ့သို့ရွာသူရွာသားများကိုမောင်းထုခိုးဆောင်တတ်သည်ရွာလုံးနှင့်ဆိုင်သောရက်ရွာရေးများအလူပေးကိစ္စများပြုလို့ရတွင်လည်းယခုကဲ့သို့ပင်စုဝေးတိုင်ပင်ကြလေ့ရှိပါသည်မောင်းထုတန်မှာအဆက်မပြတ်ထွက်ပေါ်နေသည့်ကြောင့်ရွာသားများအားလုံးမှာခက်တွတ်ပင်တကြီးအိမ်တို့သွားနေရပါသည်ထင်ကျော်သည်လည်းရွာသားတယောက်နီနီဖြစ်နေပြီမို့မောင်းတန်ကြားပါကမပြတ်မကွက်သွားရသည်ထင်ကျော်သွားတော့စီတူဒီလည်းရှေးကမ်းမှာတယောက်တည်းကြံမနေတော့ပါရွာလေလမ်းမကြီးမှာလူတွေတွတ်တဲစီကားနေသည်တင်ကျော်ကိုတော့ဆရာလေးဦးဆိုကဝိုင်းဝန်းနှုတ်ဆက်ကြ၏ပုံစံတွေကြည့်ရတာတစုံတရာအတွက်ဆွေးရင်ပူပန်နေသလိုမျက်နှာတွေကြည့်ရတာလည်းခရီးပြဖြစ်နေသည်သူတို့နှစ်ဦးလည်းခက်သက်တော့ပင်တကြီးအိမ်တို့ထွက်ခဲ့ကြသည်တကြီးအိမ်ရောက်တော့အင်ရှိကွက်လက်မှာရွာသူရွာသားတွေပြုဝေးနေထိုင်ကြသည်ယခုမှရောက်လာသူများလည်းရှိသလိုနေရာမရ၍ချင်စီရိုးတွင်ကပ်လျက်ရက်နေသူများလည်းရှိ၏ထင်းကျော်ကလူအုပ်ကြီးနောဘက်အစုံဆုံးနေရာမှာဝင်ထိုင်သည်လူအုပ်ကြီးရှိမှကစပွဲတစ်လုံးနှင့်လူကြီးတဦးထိုင်နေ၏မိတ်ဆက်ပေးစရာမလိုပါပုံစံကိုမြော်နှင့်လာသူကြီးမှတပွဲပွားရသည်ကိုလုံးကိုဟန်ကောင်းတောသားစစ်ကြီးခေါင်းမောင်းထူကြီးပေါင်းပြီးနှလုံးများမှာတော့အားပြုံးနေသလိုရှိသည်ဟဲ့ညကဆရာတော်တို့တပည့်နှစ်ယောက်ထွက်ပြေးလာကြတယ်ဆိုဟုတ်တယ်တွေးတမ်းပဲရှိစီမှာခလေးနိုးသားနေတော့မင်းလေးတူကကက်လျက်မိမကိုလှမ်းမင်းနေခြင်းဖြစ်၏အမေခံရသူမိမလည်းချစ်ချင်းနေသူပြီးအားသက်တဲ့ရောဖြစ်သည်ဟုတ်လား
ဘယ်လိုဖြစ်ကြတာလဲသူမတို့ရှိကြီးမှမိမကြီးတူပါနှောင်းလှည့်မေးလာ၏၆သစ်တောင်ကုန်းက6လို့လိုက်တယ်ပြောတာပဲရေးစီသူနေထင်ကျော်တရားကိုတရားကြည့်မိသွားသည်စိတ်ဝင်စားမှုတို့ညှိသက်သွားခြင်းတကားလနောက်ဖက်မှထပ်ပေါ်လာသောတန်တန်တက်ဘူးတော့ပြီးလန့်ပြီးဖြားနေပြီကိုရင်တားလာကြီးရောသူကတော့အရွက်တွေကြီးဖိတောင်းနေတယ်ကွာဘာမှလည်းမေးမရဘူးငုံငူကြီးပဲထိုင်နေတယ်ကျိုးနောက်ဘက်စီမှာရွာသားနှစ်ဦးပြီးအပြန်လန်စကားများဒါဆိုတကြီးမောင်းထုတ်ပြီးခေါ်တာအဲ့ဒီကိစ္စနာလားမသိဘူးဖြစ်နိုင်တယ်ညကတက်ပူမီးတွေလို့ဗဇက်ကအော်ပြီးအမောဆုပ်လဲကျသွားတော့တကြီးရင်စစ်မှလေဟုတ်လားပြောနေသူနှစ်ယောက်သာကြောချမ်းဖြင့်နောက်ဘက်ကိုလှည့်ကြည့်ကြသည်ထိုစဉ်မှာပဲချန်စီယိုတို့ကရဲနေသူရွာသားတဦးကထိုနှစ်ယောက်ကိုအော်မေးသည်တက်ပူတို့လဲနွားတွေကရောမနေ့ကတင်တကြီးနဲ့ရွာသားတွေလိုက်ရှာပြီးသွားပြီ6သစ်တောင်ကုန်းအရှိတ်ဘက်မှာလဲကမှောင်းနေတယ်နွားတွေကတော့ကဲ30กว่าလောက်မှာမျက်စားနေကြတယ်ဆိုလားပဲညကဘလို့များဖြစ်ခဲ့ကြလို့လည်းမသိဘူးနော်အဲ့ဒါတော့ကရဲဘက်ရှင်တွေကိုယ်တိုင်ပဲသိလိမ့်မယ်ဗျစိတ်ဝင်စားဖို့တော့ကောင်းနေပြီညက6သစ်တောင်ကုန်းမှာဘာတွေများဖြစ်ခဲ့ကြပါလဲထိုကလူဆိုမှပြီးလူကြီးမင်းနောက်ဖက်မှဗရဒဦးကလမ်းအော်သည်တာနာနဲ့တက်ပူတဲ့ကိစ္စအားကိုထင်ရကိုပြောနေကြတော့ရော်ဒူရသားတွေအားလုံးရဆက်တွေပိတ်သွားချ၏တကြီးကခေါင်းညစ်သည်သူတို့နှစ်ဦးလည်းတကြီးပြောလာပြီးစကားကိုနားရှင်းနေပါသည်ဒါပေမဲ့အချိန်တော်ကြာသည့်အထိစကားထွက်မလာပါကွန်းကိုတမမြွတ်ဝါရင်ထိုင်မြဲတိုင်းသာထိုင်နေသည်တကြီးစကားမဆိုတော့ထိုင်နေသူတွေဆိုကြတော့၏ခဏသေးမင်းအတင်းပြင်းပေါင်းစုံလူရထက်ပိုသောစကားပေါင်းစုံကခုနအတိုင်းပြန်လေဖောင်းပွားစွာလာပါသည်တကြီးကမြကျွန်တော်တို့ရတာတွေလူဆိုနေပါပြီဒီခါတော့ဒိုင်ကလေးမိအောင်လက်ထဲမှာကွန်အစ်ကိုစပွဲပေါ်ဆောင်းချရင်လူဆုံးတာသိတယ်ကွမင်းဘိုးအေးတောင်းညီတို့အုပ်စုလာမယ်ပြောလို့စောင့်နေတာတကြီးလောရတန်ပါတော့စကားမလို့လားတိုင်းညိုဟူသောအတန်ကိုကြားလိုက်ရလို့လားမသိတကွင်းလုံးမှာဘီးကိုရေးနဲ့နှင်းလိုက်တယ်လို့တိခနဲ့ညင်ကြသွားပါသည်ထိုစဉ်မှာပဲသူတို့စီဦးသီလာနေသောညင်ခွက်တန်တစ်ဖြောင်းဖြောင်းကိုကြားလိုက်ရပါသည်ရရားဒီရဲ့ဥကောင်းများအတန်လာရကြီးလဲကျသွား၏ခဝဝေးကြီးမှာဖုန်လေးတလူးလူးလွင့်နေသည်မကြခင်မှာပဲသူတို့ဤအကျင့်ဆက်ပွင့်များကြီးတို့မြင်းစည်းအဖွဲတစ်ဖွဲ့ရောက်လို့လာပါသည်ခြေစုံမှဥဆောင်ဝင်ရောက်လာသူကတိုင်းမျိုးရွာသားသူဤမေခိုတန်ကိုကြားရသည်ထိုင်သူအလုံးမှာထိုမြင်းစည်းလူစုကိုမြင်တော့ခေါင်းတွေအလိုလိုဝှကျသွားပါ၏လူ9ယောက်နှင့်မြင်းကားကြီးအင်ရှိတဲ့မှာမြင်းကိုရက်ပြီးလာကနေခုန်ဆင်းလာသည်ပြီးတော့ထိုင်သူအလုံးကိုပြမုံတကြီးတော်များပင်ဂယုမဆိုင်သောမျက်နှာနှင့်ခက်တိဝင်ချလာပါသည်ထိုရတွင်တတိထားရမည်ပုဂ္ဂိုလ်မို့စီသူကတော့မလွတ်တန်ကဲခမ်းမိပါသည်အရက်ပြပြနှကမ်းမှုကျင်စွယ်နှင့်ကိုလုံးကိုထဲတောင်းတောက်ခက်ထန်သောမျက်နှာတိတ်ငတ်လိုဆူရဲသောကြည့်အမြဲတမ်းအမိတ်ပေးလေးရှိသောဟန်ပန်းနှင့်ပေါ်လွင်နေသည်မို့နာမည်နှင့်လက်ဖန်ကြောင်းမှတ်ချက်ချမိသည်ကြားရသောတရင်စကားနှင့်မြင်ရတာလဲကန့်ညီလှပါသည်သူဝင်လာတော့ထိုင်နေသူတွေမှာနေရာရှဲပေးကြ၏ရှဲပေးသောနေရာလမ်းတိုင်းနောက်လိုက်နောက်ပါအပြီးတော်နှင့်တိုက်ညုံမှာတလန်းချင်းဝင်လာသည်ဝေချင်းကလေးကချက်ပေးလိုက်သည်လည်းမသိတကြီးရှိရနှင့်မလန်းမကန့်မှာကျင်းကလထန်တစ်လုံးမိပြကြော်ပြပင်ရှိသေးတာမို့တိုက်ညုံဟိဟန်မှာအကောင်းဆုံးအချိန်ကိုပြောရရသည်အချိန်ကိုလှမ်းကြည့်တော့တလန်းချင်းလျှောက်လာသောတိုက်ညုံကိုကြည့်ပြီးထိုင်ထားရမလို့ထားရမလို့တကြီးကိုကြော်၍သူ့ချက်ပေးတော့ကျင်းကုန်မှာတွားထိုင်သည်ဝေလာအပါဝင်နောက်လိုက်နောက်ပါ၄ယောက်ကတိုက်ညုံနောက်မှာရန်လျက်ရဲကြ၏ထိုင်ကုန်နေထိုင်ပြီးတော့တကြီးကိုလက်လှမ်းပြသည်ရပြီပြောတော့ဟူဒီတဘောဒီတော့မှတကြီးလည်းကကကုမသိရကခမားတို့ကိုမောင်းခတ်လူစုခေါ်ရတဲ့အကြောင်းရင်းကကျုပ်တို့ရွာမှာအဆက်မပြတ်လူတွေတည်ဆုံမှုနဲ့ပတ်သက်ပြီးဆွေးနွေးခြင်းလို့ပဲမနေ့ကတိရွာမှာထားရောက်သည့်တည်ပြီးသွားပြီခြားရလုံးကတယောက်မီလိုမှရက်မလဲခင်နောက်တယောက်တည်ရတာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးရွာလုံးလဲထိလင်းချောက်ချနေကြတာကျုပ်သိတယ်အမှန်တမ်းတွေ့ရရင်ကျုပ်လည်းဒီကိစ္စကိုသိမတင်ငါခြင်းဘူးအဲ့ဒါကြောင့်ခမားတို့ကိုခေါ်ပြီးဆွေးနွေးရတာပဲရွာလုံးမှာတိတ်ဆိတ်နေ၏တကြီးကစကားကိုရက်ပြီးအားလုံးကိုဝေ့ကြည့်သည်ပြီးတော့အဆက်မပြတ်လူတည်မှုကိုခမားတို့ဘယ်လိုထင်လဲခမားတို့မြင်တဲ့အတိုင်း
လူလူလက်ဆွေးနွေးပါအဲ့ဒီထဲကနေမှအကောင်းဆုံးအဖြေတစ်ခုကိုကျုပ်တို့စုပေါင်းထုတ်ပေါ်ကြမယ်ပြီးရင်ရရှိလာတဲ့အဖြေအတိုင်းတာကွယ်ဆောင်ရွက်ကြမယ်ဆိုရင်ခုလိုလူတွေကက်ဆိုကကြိုးနိုင်လိမ့်မယ်လို့ကျုပ်ထင်တယ်စကားသုံးတော့တကြီးကတိုက်ညိုပန်းလှည့်ကြည့်တယ်သူပြောဆိုမှုအစဉ်ပြေရလာဟုဒီသဘောဖြစ်နိုင်ပါသည်တိုက်ညိုကကောင်းတဲ့ချက်နှိပ်ပြကကျုပ်ချင်းချင်းပဲပြောမယ်ဗျာအခုလိုလူတွေစက်တိုက်တည်နေတာဘာကြောင့်လို့ခင်ဗျားတို့ထင်လဲကိုတင်နာကိုထဆွေးနွေးကြဒါပဲစကားကမန်ပါဤတက်တာဤသို့တော်လဲမြူမှထမပြောရကြပါအင်းမလို့ဖြစ်နေကြတော့နော်သားအပေါင်းကိုကြည့်ပြီးတိုက်ညိုကမဝင်မကြသလိုဘာလို့နေကြတာလဲထပ်လို့ကြလေခင်ဗျားတို့ပါစက်မပါကြဘူးလားခငါအောင်ထပ်អော်တော့ရှေ့ပိုင်းကြီးမှာရွာသားတူမတ်သက်ရက်လာတယ်ကျွန်တော်ကတော့ရွာမှာမကောင်းတဲ့အမောက်ပြောကားတွေကက်ကြီးနေတယ်လို့ထင်ပါတယ်ဘယ်လိုမျိုးလဲကြီးကမျက်မှောင်ကျုပ်ကမေးတော့သုံးတို့ကဝေတို့ပြူစားထားတာမျိုးပေါ့ဘယ်လိုကြောက်ပြောတာလဲလူတွေအဆက်မပြတ်တည်နေတာတတ်တည်ပဲလေလူပုဂ္ဂိုလ်တူတောင်းရဲ့ဥဆောင်မှုပါပဲသူဟာသူချိန်ကိုက်တည်ဆုံးကြတာဒါကိုကြည့်ရင်ကျွန်တော်တို့မမြင်နိုင်တဲ့အမောက်ပြောကားတွေရွာမှာကက်ကြီးနေတယ်ဆိုတာသိကြတယ်တကြီးကတိုက်ညိုဘက်ကိုတစ်ချက်လမ်းကြည့်တယ်ထိုင်နေသူတွေမှာလည်းတင်မြဆွေးနွေးသောစကားနဲ့ပတ်သက်၍တီးတိုးဝေဖန်ကြကုန်တယ်တိုက်ညိုကဟုတ်ပါပြီထားပါတော့မင်းတို့ပြောသလိုဆိုရွာမှာနောက်ထပ်လူတွေဆက်မသိအောင်ဘယ်လိုကာကွယ်ရမလဲဆိုလူမပြောနိုင်တော့သူထင်မြင်သလိုတင်မြခြင်းဖြစ်ပြီးကာကွယ်ရန်ဖြေတော့သူ့မှာရှိဖို့မရပါဒါပေမဲ့ကျုပ်ကတော့တောဆောင်နဲ့တောင်ဆောင်တွေကိုပူဇော်ပါသားသိနေလို့ထင်တယ်နောက်တစ်ယောက်ထလာတယ်တကြီးကငါတို့ပူဇော်ပြီးပြီလေဒါပေမဲ့လူသေးတာရက်မသွားဘူးလေပူဇော်ပြီးသားပေမဲ့လူတွေဆက်တည်နေတာပဲခုနပြောသလိုဒါကျုပ်တို့ရွာကိုသုံးလူကဝေဒီပြူစားတာမှန်ရင်အဲ့ဒီအန်ဒီရဲ့ကိုကာကွယ်ပေးနိုင်တာတော့တောင်ဆောင်တွေပဲရှိတယ်ပူဇော်ထားတာပဲသူတို့မှမတက်နိုင်တာဒီဆက်ရတဲ့ယောက်ကထပ်တော်ပြန်တယ်ပထမပြောသူကကျုပ်တို့တွေပူဇော်တော့ကသူခုမာလာလို့နေမှာပေါ့အဲ့ဒါကြောင့်ပူဇော်တာအထားမမြောက်ပဲလူတွေထပ်တည်နေတာဖြစ်မယ်ကျုပ်တို့ဘောကတော့နောက်တစ်ကြိမ်တက်ကြိုးစားကြည့်တဲ့နေအထင်နဲ့တို့တွေပူဇော်လို့အကျိုးမမဲ့ပါဘူးပြောတော့ပေါ့သူညံသွားချပြန်တယ်လက်ခံသူတွေလက်မခံသူတွေဒီလိုညင်းပုံကြသည်ထိုစင်ပါပဲခမားတို့ပြောတာတခုမှမဟုတ်ဘူးဟင်းအရှိဒီမှာထွက်လာတော့အတန်ကြီးတစ်ခုကြောင့်အားလုံးရဲ့အကြည့်တွေထိုသူစီတို့စူးစူးရဲရဲစုပုံသွား၏တက်ညိုနောက်တွင်ရက်နေသူဒီဘက်တူမှာဒေါနဲ့မောနဲ့ရှေ့ထွက်လာပြီးဘာဆုံးလေကိုယ်ဝေဒီမှတိုက်ထားတာမဟုတ်ဘူးတို့ဒီပူဇော်တာမှားလို့လည်းမဟုတ်ဘူးအမှန်တော့အခုလိုလူတွေဆက်လက်တည်ဆုံးရအောင်အစုံတရဒါမှမဟုတ်အဖွဲ့တစ်ခုကအကွက်ချစီစဉ်ထားတာဟင်းဟာထိုလူစကားကြောင့်ကြားရသူမှာထိုလူစကားကြောင့်ကြားရသူအပေါင်းမှာအော်သွားကြ၏အခုတည်ပြီးသွားတဲ့လူတွေကိုကြည့်ကြဘယ်သူတွေလဲဆရာကြီးရှန်တဲ့ကတပည့်တွေနဲ့ကိုလေးမှညူစီကအလုပ်သမားတွေကြီးပဲဒါဟာကျိုးတို့ကိုမကျင်တဲ့လူတွေကအကွက်ချလုပ်ကျင်ထားတာတခြားဟာမဟုတ်ဘူးပြေးကြတယ်သိစံတိုက်ညိုရဲ့တာမီတန်နောက်မှာဖြန်းကနေဝူလာကထိုလူကိုပါဆွဲရတယ်ကျိုးတို့မှာဘုံခနဲ့မြေပေါ်ကျသွား၏ပြီးကြောက်လန့်နဲ့လေးဘက်ထောက်ကတိုက်ညိုချင်းရင်ကိုပြေးလာပြီးကျွန်တော်ကိုခွလို့ပါဆရာကြီးရဲ့ကျွန်တော်မခံနိုင်လို့ကျွန်တော်တောင်းပန်ပါတယ်တိုက်ညိုကပါစက်မပြောမျက်လုံးနဲ့တစ်ချက်ဖြတ်ကြည့်သည်ထိုလူမှာကျွန်းနေရာမှကြပြထပြီးမူရနေရာတွင်အပြေးသွားရ၏ထိုချင်းရာကိုကြည့်ပြီးအားလုံးမှာခဏတာမင်းတက်သွားပါ၏ထင်းကျော်ကသူ့ဘက်လှည့်လာကနှခမ်းမဲပြသည်စီတူပခုံးသာတုံးမိလိုက်ပါ၏လူချင်းအော်ချုပ်ပုံကကျန်းလွန်းလာပါသည်တိုက်ညိုကပွဲပြန်စားရန်လက်တစ်ဖက်ထောင်ပြတော်လဲရွာသားများမှာတော်တော်နဲ့စကားတန်ထွက်မလာရတော့တကြီးကရှင်နေကိုဝင်ထင်းသည်ကဲဘသူတွေထက်ဆွေးနေအောင်မလဲလွတ်လပ်ပြောကြဒါမှအကောင်းဆုံးဆိုးမြချက်တွေကိုချမှတ်နိုင်မှာရွာသားများမှာသူထန်တို့ငါထန်တို့တယောက်ကိုတယောက်ကြည့်နေကြတယ်ဘယ်သူမှတော့ထမလာသေးတော်တော်ကြီးကြာမှနောက်ဘက်မှလှုပ်ရှားတဲ့တစ်ခုကိုကြားရသည်စီဒီလက်ကြည့်လိုက်တော့ရွာသားသူမတ်သက်ရက်နေသည်ကိုမစခင်အချင်းချင်းတည်င်းကြားနာနေတော့ရွာသားသူပါသူကတော့အနှင်းငယ်ထူးဆန်းသည်ကျွန်တော်မြင်ကိုမပြောခင်တကြီးကိုနည်းနည်းမေးချင်ပါတယ်ငါရစကားကြောင့်တကြီးမျက်လုံးပြူသွား၏
ကိုတာလာနဲ့တပ်ပုတို့ရဲ့ညကအဖြစ်ပြက်ဖို့ကျွန်တော်တို့တရားသိချင်ပါတယ်ကျွန်တော်မြင်ကသူတို့နဲ့ဆက်ဆက်နေလို့ပါတောင်းဆိုတော့လေတကြီးမှလေးကန်စွာမတက်ကြလာ၏ကျုပ်လည်းတရားတော့မသိဘူးတပ်ပုကညကလေးကဘယောင်ကတန်းអော်ပြီးဖျားနေပြီတာလာကရက်ပဲခွာတော့နေတယ်ဘာမှမေးလို့မရဘူးတပ်ပုကြောင်ကတန်းអော်နေတာပဲတပ်ပုကြောင်ကတန်းអော်နေတာတွေကကျုပ်ကြားမိလောက်တော့ပြောပြမယ်မီးတွေ၆တစ်တောင်ကုန်းမှာမီးတော့တွေကြီးဆိုလားပဲထက်တလဲလဲអော်နေတယ်ရှေ့နောက်လွဲတာပဲကွာမယ်တပ်ပုအကြောက်စင်မျိုးអော်နေတာအဲ့ဒါတွေနောက်တစ်ခုကလူနာမည်တွေဘလူနာမည်တွေလည်းတကြီးတက်ပြင်းကိုချီတီဗီသွားသူ6ယောက်ရဲ့နာမည်တွေပဲဟင်းဖျားရည်ခါနေသူများအားလုံးစတိဖြပြန်ပွင့်မိသွားပြီးတကလားကြံပါလေးရဲ့တကြီးမိမတူဦး၏အတန်ထပ်ပေါ်ရနေရကညာဘက်အထုံးဆုံးစီမှာဟာတပ်ပုမပါလားရှေ့မရွာသူတူဦးကဤတို့ရေချိုးဤသူလဲတပ်ပုအမဆိုသူကိုတရားကြည့်ကဆက်ထွက်လာမိစကားကိုနားဆွမိကတီဗီသားသူတွေရဲ့နာမည်ကိုခေါ်ပြီးသူတို့ကိုမှမီးတွေသူတို့မီးလောင်ခံရနေရလို့ခဏပြောနေပါတယ်ဖျားအကိုလုံးဖျားသားုံကြပါ၏ဒီတော့မှပထမဆုံးမေကုံမေးသူရွာသားမှာသူ့ထူမြင်ချက်ကိုပြောတော့၏ဒီစကားတွေတိုင်းဆိုတီဗီသူအားလုံးမကျွတ်မလွတ်ဘူးဆိုတာသိကြပါတယ်ကျွန်တော်ကြံပေးချင်တာကတော့သူတို့အားလုံးတို့သူအားလုံးစုပြီးအလူတန်းလေးခုလုပ်ပေးစေချင်တယ်အမြတ်တမ်းပေးဝေစေချင်ပါတယ်အဲ့လိုမှသူတို့ကျွတ်လွတ်ပြီးနောက်ဘဝဘူးကြမှာမဟုတ်ရင်ရွာခံလူတွေတို့စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ်ဒီလိုပဲဒီလို6လက်နေရမယ်ဆိုရင်ကျွန်တော်တို့အားလုံးတို့ရေရှည်မှာမကောင်းနိုင်ဘူးဘုရားဘာသာဝင်တယောက်ပင်မို့ထိုလူစကားကိုတော့လက်ခံတယ်လို့ရှိမိတယ်ဒါပေမဲ့ဒီကိစ္စမှာအဓိကအကြောင်းရင်းတော့မဟုတ်တည်ဆုံးသွားသူတွေအတွက်အလူတန်းအမြတ်တမ်းပေးဝေခြင်းဒီဒုတိယအဆင့်များတာပထမအဆင့်ဒီကရှေ့မှာကျန်နေအခုဆွေးနွေးသောပြဿနာဤအဓိကမေးခွန်းဒီလူတွေဘာကြောင့်အစံပြတ်တင်နေတာလဲသူအချက်ပဲမဟုတ်ပါလားသူတော့မှတော့တယောက်တည်းမျိုးစီထင်ရမရဆွေးနွေးကြတော့ဤတို့ပေမဲ့ဆွေးနွေးမှုတွေမှာမိုးစောက်ခွဲပြားနေတဲ့ကြောင့်တိကျသောအဖြစ်တစ်ခုကိုမပေးစွမ်းနိုင်ပါနောက်ဆုံး၌တကြီးမှထိုင်ရမှတနေရာကိုကြည့်ပြီးမတ်တက်ထားရသည်ထူခြားသောတကြီးအပြုတ်မှုကြောင့်ထိုင်ရသူများအားလုံးသည်တကြီးကြည့်ရသည်လိုက်ကြည့်မိတော့သူတို့ထိုင်နေရာစုဝေး၏နောက်ဘက်ခြံဝတွင်ဘယ်ချိန်ကလေးကရောက်နေသည်မသိတော့ပို့တူတောင်ဝိကိုထောက်ကခါပုံပုံဖြင့်မတ်တက်ရနေသည်ပါကြီးမောင်ကျိုးတို့ကြည်လာလားတကြီးအမေကိုပါကြီးမောင်တို့သူကခေါင်းငိမ့်ပြပါသည်လာပါပါကြီးမောင်ကြွပါဖိတ်ခေါ်တန်ဆုံးတော့ခြံဝါမှအဖိုးအုံမှာတောင်ဝိကိုတရားထောက်ရင်ခြံဝိုင်းသေးဝင်လာလေသည်ထိုင်နေသူများမှာအဖိုးအုံကိုလမ်းဖယ်ပေးကြ၏အဖိုးအုံမှာတက်တော်ကြီးလာနေပြီ80ဝန်းကျင်လောက်ပင်ရှိနေပြီလားမသိရှေ့ကိုရောက်တော့တကြီးကကျုပ်မောင်ထုကန်ကိုကြားတယ်မလားဟုတ်ပါကွယ်မင်းမောင်ထုတန်ကိုကြားပါတယ်လူတွေတည်တာနဲ့ပတ်သက်ပြီးမင်းတို့ဆွေးနွေးနေကြတဲ့ကြားလို့ရောက်လာတာပါကျုပ်တို့ဆွေးနွေးနေတာကိုလာနားထောင်လာလားပကြီးမောင်ချပေးတော့ထိုင်ကုန်မှာပကြီးမောင်ကတော်ရေဝင်ထိုင်၏ပြီးတော့မဟုတ်ပါဘူးကွယ်ငါသိထားတာလေးတွေမင်းတို့ကိုပြောတတ်ချင်လို့ပါဟင်းတကြီးမျက်လုံးပြီးသွားသလိုကန့်သာထိုင်နေတော့တညိုလဲခါမှတ်သွားသည်ပြောပါပကြီးမောင်ပကြီးမောင်ဘာလို့သိထားလို့လဲဒီပါလုံးသိသွားလိမ့်ပြီရှိနေသူတွေအားလုံးကပကြီးမောင်ကြိုးမိစကားကိုနားဆိုင်လို့ငါတို့15နှစ်တာလောက်ကပေါ့ဒီရွာမှာခုလိုပဲလူတွေဆက်တိုက်တည်ဘူးတယ်ယာဟာအကောလုံးအံ့ဩသွားကြသည်အဲ့တော့ကများငါတို့ရွာကြီးကျွတ်သားပြီးကိုမှတ်တာရွာပြောင်းတဲ့သူတွေနဲ့မြို့ကိုအပီတောင်းပြေးတဲ့လူတွေနဲ့ရွာကပြက်လူပဲခုတိုင်းပဲတယောက်တည်းလို့ရက်မလဲခင်နောက်တယောက်ဆက်သေးတာဘာဖြစ်လို့လဲပကြီးမောင်ဘာထောက်တရတာလဲဘယ်လိုပြီးသွားလဲစတော့မိကုန်းတွေနေရာနှံ့စီမှာတက်တိုက်ဆိုထွက်လာတယ်ငါတို့တော့ကတော့တုတ်တက်မှာနေရာမားတာကစတာပဲပကြီးမောင်စကားကြောင့်အကုန်လုံးတောင်းတောင်းဖြစ်သွားရတယ်ဒီလိုနားမလဲပါပကြီးမောင်ခေါင်းနဲ့ဆက်နှိမ့်နေရမှဒီကားတန်ထက်ထွက်လာ၏ဒီလိုကွရွာမှာပထမဆုံးစားတည်တဲ့ညကပေါ့အတူပါအင်အားကောင်းတွေမူယူနဲ့တုတ်တန်ကိုသွားပြီးနောက်နေ့ကျင်းသူဖို့နေရာသွားတောင်းကြတယ်သူ့ရဲ့အစားကပတ်သူပေါက်ပြီးနေရာမှတ်ပေးလိုက်တယ်ကွာဒါပေမဲ့ညကြီးမိုးချိုးဖြစ်တဲ့အပြင်သူတို့ကလည်းအရက်မှုနေတော့သူ့ရဲ့အစားပေးလိုက်တဲ့နေရာကိုမမှတ်မိကြဘူးနောက်နေ့
ကျင်းသွားသူတော့ကပ်ပပေါ့ပဲနေရာပြောင်းသူလိုက်ကြတယ်သူတို့တူးတဲ့နေရာမှာပဲအလောင်းချလိုက်ကြတာပေါ့ဒီကစားပြီးရွာမှာလူတွေအစမပြတ်သေးတော့တာပဲကိုလူရဲ့တိလိုက်ကြတာမှစေလောင်း15လောင်းဖြစ်သွားတယ်ဒီရွာလုံးလဲကြောက်လန့်ပြီးရွာပြောင်းကြလူတက်ကြနဲ့ရွာကပြက်လူပြက်ခင်ပေါ့စီသူစိတ်ဝင်စားစွာနားကိုဆွတ်ထားမိသင်ကြော်မှလဲမလှုပ်မရှက်ကျန်သူအားလုံးမှလဲသူတို့အတိုင်းနောက်ဆုံးအခုမင်းတို့လုပ်တယ်လို့ပဲငါတို့ရွာသားတွေအားလုံးစုဝေးတိုင်ပင်ကြတာပေါ့ကွာလူတွေစက်တိုက်ပြီးဆုံးရတဲ့အဖြေကိုရှာကြရတယ်ပေါ့တန်ကောင်းဆောင်တဲ့ပဲတယောက်တစ်ခွန်ဆွေးနေကြရင်နဲ့တုတ်တံမှာနေရာမှားသွားတဲ့အဖြစ်ကိုသွားတွေ့တယ်အဲ့ဒီတော့ပထမဆုံးအလောင်းမြေတက်မှတ်ထားတဲ့နေရာမှာအလောင်းကျပြီးသွားမှရွာမှာလူတွေရွတ်သွားတယ်အဲ့ဒီနောက်ပိုင်းလဲတမန်ကြီးမဟုတ်ပဲနဲ့ရွာမှာလူမတည်တော့ဘူးအခုမင်းတို့လဲငါတို့ရင်ဆိုင်ခဲ့ရတဲ့ဒုက္ခမျိုးကြုံနေရလို့လားသတိလပ်ပေးတာပါငါတို့လိုများတုတ်တံမှာနေရာမှားထားတာလားဒီကလုံးကတကြီးကိုဝမ်းကြီးတကြီးကလည်းဒီကလုံးကိုမျက်လုံးပြူတာနဲ့ပြန်ကြည့်နေသည်အများနဲ့မတူတမှုထူးခြားသူတယောက်ရှိတညိုပြောနေသည်လို့မဟုတ်ကျဉ်နဲ့နေသည်